ကောက်မှာနိုင်ငံ၅ခုကိုတနေရာတဲ့ဓာတ်ပုံရိုက်လို့ရတဲ့နေရာရှိရင်ရုံနိုင်မလားပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီနေရာတွေကအိမ်သားတွေပါအခုမြင်နေရတဲ့နေရာလေးကတော့ဂျပန်နိုင်ငံရဲ့ရွာလေးတစ်ရွာကိုမိတဟဲပြုတ်ပြီးစောက်ထားတဲ့နေရာလေးလို့သိထင်ရင်မှားသွားပါလိမ့်မယ်တကယ်တမ်းကျတော့ဒီနေရာလေးကဂျပန်နိုင်ငံရဲ့အလားတူတိစောက်ထားတဲ့အိမ်သားလေးပါခုမြင်နေရတဲ့နေရာကတော့ USA နိုင်ငံရဲ့ယထာပေါ့နော်ဒါ public sea ရဲ့ယထာနေရာလေးကိုလားတူတိစောက်ထားတဲ့နေရာပါဒါလေးကလည်း USA နိုင်ငံတော့မဟုတ်ပါဘူးအိမ်သားပါအများဆုံးအိမ်သားကိုအလားတူ USA ရဲ့နောက်ဖေးဒီယထာပေါ့နော်ယထာလမ်းကြားလေးနဲ့တိစောက်ထားတာပါအိမ်သားပါခင်ဗျခုမြင်နေရတာတော့တရုတ်နိုင်ငံရဲ့နောက်ဖေးလမ်းကြားအနေနဲ့တိစောက်ထားတဲ့နေရာလေးပါစားတောက်ဆိုင်ပုံစံမျိုးလေးလည်းတိစောက်ထားပါတယ်ထိုင်စရာနေရာလေးလည်းရှိပါတယ်ဖုန်းအားသွင်းလို့ရတဲ့နေရာလေးလည်းရှိပါတယ်ပြီးတော့ blue sea နေရစီပကြီးလည်းရှိရပေါ့ဗျာဒါပေမဲ့ဒါကလည်းအိမ်သားပါပဲခင်ဗျာခုမြင်နေရတဲ့နေရာကတော့ရောမမြို့ဒီရှေးဟောင်းပုံစံမျိုးနဲ့စောက်ထားတဲ့လက်စီးဘေးစင်ပေါ့နော်အဲရောမမျိုးနဲ့အတူရောမရှေးဟောင်းတုတိတနာပိတုကဒီဇိုင်းနဲ့ရှက်ထားတဲ့ဒီ toilet ဘေးစင်လေးပါခင်ဗျာဓာတ်ပုံရိုက်တာဝါသနာပါတဲ့လူတွေအတွက်တော့ဘန်ကောက်ရဲ့ hidden spot တွေရှာနေတဲ့လူတွေအတွက်တော့ဒီနေရာလေးကိုစိတ်ထားလို့ရပါတယ် terminal 21ကိုရောက်ဖို့ရင် bed floor ရဲ့ toilet တင်းကိုအကြိုက်ဆုံးလဲဆိုတော့ comment မှာရေးလို့ရပါတယ်ခိုင်း diary မှာကြိုးစားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ